ထောင်ဦးလီလာပိုင်း15ရက်ပါနောက်ကသူအတက်25လဲမှာ25မိနစ်တန်တီးရရန်ကုန်ဟုတ်ကဲ့ရန်ကုန်ရဲ့ဒီဘယ်လိုရလာသူတို့ပေါ်တာဆွဲခေါ်တာဒီနေ့ဘယ်လိုပြီးကြဒီမှာပင်နဲ့ရောက်မှတည်တယ်ဒီလောက်ရှိတယ်ပြောတော့ဟမ်စင်မထတတဟုတ်ကဲ့6တန်းပါကလာမောဟိန္ဒူဗုဒ္ဓအော်လူမျိုးရဲ့အနီးရဟိန္ဒူပမာမဟုတ်လားမဟုတ်ဟိန္ဒူဗုဒ္ဓပေါ့ကုလီကနာဝဲဟိန္ဒူကလာလိုပဲခေါ်အဲ့လိုပဲခေါ်ကိုယ်တော့ဗျာကိုယ်ရဘုရားပါလားဟမ်ဒါမှမဟုတ်ဒီအာကီဖုံမတယ်ဖုတ်ကူနော်ဆင်ငါရောက်တယ်ဒီရတော့ကိုယ်လုံးမီးရတော့စူနေတာစူနေတာကျတော့တာဖို့ကွာချက်မဆိုအော်လားအော်တော့အလောက်ခရမိမနာမည်အေးတေးတာလောက်တော့ကဲပါပြင်မှာပြီးကတော့အဲ့ဒီချိုးဖနက်ဆေးရုံပြန်ပြန်လာရန်ကုန်မှာဘယ်လိုဒီရောက်လာပြီးတော့မိမလေးလုံးမင်းမတိလာပြန်ရောက်လာတိတယ်ဗျမင်းတော့ဆက်သွယ်လို့မိမအမေရောတီးဟန်လေးရှိလားလေးရှိပါทีจะประตูอ่ะมันมาเป็นยังไงညီကို4ယောက်ရှိပါတယ်ဟုတ်ကဲ့2ယောက်ဆုံးသွားတယ်